ကိုချင်းတရားဆိုဘာလဲဆိုကိုကကျင့်ရတဲ့တရားပဲဒါပဲမင်းတခုတော့ပြောလိုက်အောင်မယ်ကွာငါသိညင်းနေတော့မှလည်းကြောက်ရတယ်နောက်ကမော်တာရွှဲရှိသေးတယ်နော်အဲ့တော့ကိုချင်းတရားဆိုတဲ့ပတ်သက်လို့ပြောအောင်ပါမင်းဒီနေ့လူလေးတကောင်နဲ့လူပေါ့ခွေးလေးတကောင်နဲ့ခုချိန်ချင်းဥဝဲဟိုအုံခွေးကတော်တော်လေးဝေးလိုက်တပြိုင်နဲ့နောက်ထောင်ပေးကြပါဘယ်သူကတာတယ်အတူတူပဲခွေးလဲ0ပဲဆရာကြီးရောကလူကလည်း0ပဲဘာမှမလာဘူးရှိတဲ့အတွက်ဟုတ်ဘူးလားဒီနေ့တစ်ဆင့်ညှဝေပေးပြီးတော့ဦးစင်ဒါမှခွေးကသဘာဝလျောက်ဖြစ်တဲ့ခါကျခဏရှိနေမယ်ခွေးကဟိုကလူတို့ဒီကလူတို့နဲ့ငုတ်တုတ်ထိုင်မြေစုပ်ရတော့မဖွင့်သေးဘူးပေါ့ငုတ်တုတ်ထိုင်နေဘူးလူမထိုင်နိုင်ဘူးလူကအားပြောတယ်သဘာဝအရာ physically ပေါ့နော်ရုပ်တရံအရာအားပြော3လဆိုရင်ခွေးကပြေးနေခွေး3လသာပြေးနေလူ3လသာဘာလုပ်နိုင်ဘာမှမလုပ်နိုင်ဘူးနားလေနော်ခုပြအတူတူတို့ချင်းအဲ့ဒီမှာလူရောခွေးရောအဲ့ဒီမှာအရေးကြီးချက်ကအဲ့လူပေါက်စားလေးရတယ်ပဲအရေးကြီးဆုံးချက်ကစက်ကြဗလာတစ်ခုလုံးမှာသူစီသားလည်းအရေးကြီးဆုံးပဲမစားရင်ငိုးမယ်တရားလိုက်တယ်လေဒါရလို့နောက်ထောင်ပေးကြပါဟုတ်ဘူးလားညီတို့ဖြစ်စီငါဖြစ်စီမွေးစားမှာကိုယ်အတွက်ကိုယ်စီသားလည်းပဓာနာဆရာကြီးရောကတကယ်အဲ့မှာနောက်ကြတော့မှဘူးသူရရှိ6လတနေ့စသည်အဖြစ်ဖြစ်လာတဲ့ခါကျမှကလေး2ယောက်တင်ပေးရကစားတဲ့ခါကျတော့သူရတဲ့သူဘို့ဟိုခရီးရတဲ့သူစားလည်းဘို့လောကမှာသူစီစားတဲ့အရေးကြီးဆုံးအဲ့မှာလူတဲ့ခါကျတော့မှဒီပန်းမွင့်လေးတွေ့ရဆိုတယောက်တယောက်လူကြတာဒီဖန်ခွက်တွေ့ရဆိုလူကြတာသူကလည်းလူတာပဲသူကလည်းလူဟာငိုကြရိုးကြအဲ့လိုဖြစ်ပြီးတော့မှနောက်ကြတော့မှအဲ့ပစ္စည်းကိုလူရင်းကနေလို့မှငါအပြင်သူရှိတယ်ဆိုတော့သိတာအဲ့ကြမှာအတူတူကစားမယ်ဆိုတာမျိုးဖြစ်လာအဲ့ဒီကြတော့မှ gain ဟောဒီမှာနင်းကဒီစီးနဲ့ကန်နဲ့ရောဒီဥစ္စာပဲဒါကနေယူငါဒါယူမယ်အဲ့လိုစီကန်းတွေခွဲပြီးတော့မှသူတို့ချင်းမျှတအောင်လုပ်သွားတာဒီမိုကရေစီဆိုတာအဲ့ဒါပဲငါလည်းမကောက်ဘူးသူရှိတယ်လို့ပြီးမှနောက်ထောင်ပေးကြပါအောင်ဘာမှအထူးဆန်းမဟုတ်အဲ့ကြတော့မှကလေးတွေဆွဲတဲ့ဥစ္စာကြောင့်ကလေးတွေစီကန်းဆွဲလာတာတကယ်ခုထုတ်စီးပြတဲ့စီကန်းတွေကကလေးတွေဆွဲထားတာဒီနေ့တစ်ဆင့်ညှဝေပေးရှေ့ကဖမ်းမှမိတယ်နောက်ကဖမ်းရင်မမိဘူးရခြင်းဖြစ်ပါတယ်ဒီစီကိုဖယ်လို့ရှိရင်ခမီးဘူးလောက်နဲ့ဒီစီကိုဆိုလို့ရှိမှတဲ့ဒါခေါင်စီအဲ့ဒီဥစ္စာတွေကဘယ်လူကြီးမှလို့တော့ခလေးတွေလုပ်တဲ့စီကန်းတွေဒါမှခလေးတွေကတော်တာပေါ့သူတို့လုပ်ထားတဲ့စီကန်းကိုမချိုးဖောက်ဘူးလက်ခုပ်ဒီစွတ်တီးမနေနဲ့ငါပြောတာရိုးပြောတာမင်းလှုပ်ထားတဲ့ရာဇဝမှုဖြစ်သွားတော့ခလေးတွေငါထေးမတောင်းနေတယ်လေခလေးတွေမဟုတ်လားဒီဒါလူကြီးတွေဆွဲတဲ့စိတ်ကမဟုတ်ဘူးခလေးတွေသူတို့ဘာသူဆွဲတာစီပုံသုံးအိမ်တို့ကိုပိန်လွန်းစိန်ကဲပုံပြေးဆိုဘယ်စာရေးဆရာမရေးခဲ့တာမဟုတ်ခလေးတွေလှုပ်ထားတယ်ဒါမှသူစိတ်ကဒီနေ့စီဒီမြဲနေလူကြီးတွေကလာယခုဤမိတ်ပြီးယခင်အမိတ်များလုံးကိုပဲထိပြီးစံ1 2 3သွားပြီဟုတ်ပဲဟုတ်လားပြီးတော့ခလေးတွေဆိုတဲ့ဥစ္စာမင်းတို့ပြောလိုက်အောင်မခလေးကစားပွဲမရှိလို့ရှိရင်အတိပ္ပယ်ကိုမရှိဘူးခလေးကစားပွဲရှိရတယ်ဘာကြောင့်ကစားပွဲရှိရလဲမင်းတို့ကကလေးတွေကြတော့ကမင်းညှောထားတယ်မဟုတ်ဘူးသူတို့လက်ချေကိုလေ့ကျင့်ရတာခလေးတယောက်ကိုမုံပေးကြည့်ပထမဆုံးဆက်စားရင်မုံကိုပါးစပ်တက်တာချောနေတယ်တွေ့ဘူးလားချောနေတာဒီလက်တွေချီကိုကျင့်ရတယ်အဲခွေးပေါက်စားလေးပြေးတာကျင့်လို့ခလေးတွေမှလည်းကျင့်ရတယ်အဲသူတို့ကျင့်မို့လို့အတွက်ကိုအားကစားဆိုရင်ကလေးတွေကစားတဲ့ဥစ္စာကမင်းညှောထားတယ်အတွက်မဟုတ်ဘူးသူတို့ဘာဖော်မလဲဆိုတာ they learning that parts for body parts for ဒီလိုလုံးမှရှိတဲ့အကျော်အချင်းခြေတော့လက်ခြေအဲမျက်စိကအစဘာအစသူတို့သိလေ့ကျင့်ရတာကလေးတွေဝူဝါအော်တာဆိုလကားမဟုတ်ဘူးအဲပါဇက်ကထန်ကရိုင်းကိုလေ့ကျင့်ရတာစကားပြောတော့လေ့ကျင့်ရတာစားရအောင်ပြုရအောင်လေ့ကျင့်ရတာအဲ့လေ့ကျင့်တဲ့ဥစ္စာကိုကမင်းညှောထားတယ်လို့ပြောတယ်ကလေးကြကမင်းညှောထားတယ်လူကြီးကြတော့အားကစားဟုတ်လား
လေးတွေကစားခွင့်ကြတော့မင်းရန်ကုန်မှာကလေးတွေကစားခွင့်တို့မဟာမြိုင်ဆွာရှိတယ်အဲ့လမ်းထိပ်မှာကစားခွင့်ရှိအဲ့ဒါရေတန်ရလုပ်ပြတယ်မြင်းဒီကုန်းမှာပရိဘာခေါ်လဲအဲ့ပွင့်ကြီးရှိတယ်ကစားခွင့်ပရိသာကစားခွင့်ကြီးဆိုတာရှိတယ်အဲ့ဒီဥစ္စာဟိုအားကြောင့်ဆောက်တရားဆောက်ပန်းညူကြီးဆောက်ဘယ်မှခလေးကစားစရာပြက်သွားတယ်သူတို့ကြတဲ့ခါကျအားကစားဆိုကောက်ကွင်းကြီးတွေအေးကားပေါင်းများသွားတရင်စားတဲ့တော့ခဲတစ်ချက်တည်းကျင်းဝင်တစ်ချက်တည်းကျင်းဝင်တော့ဘာဖြစ်လို့စဘာအထွက်တူးလဲထားအောင်သူ့ဟာသူကျင်းနေဝင်လို့မှဘယ်လိုဝင်နေနေပေါ့ဟုတ်လားကလေးတွေကြတော့ကမြင်းညောထားတယ်အဲ့တော့အမှန်ကလေးတွေကသူ့မှာလေ့ကျင့်ရတာအဲ့ဒါနားလေဖို့လူတယ်ကလေးတွေရဲ့လွတ်လပ်ခွင့်ကလေးများရဲ့လွတ်လပ်ခွင့်ကလေးများရဲ့မြူးထုခွင့်တာပေးရမယ်တို့တခါတည်းဒီအစိုးရငါမေးပါတယ်သူတို့ပြောတဲ့ခါကျတော့မစ္စည်းမမေးတယ်ဗီဒီယိုရမေးတယ် BBC ရမေးတယ်အလားလာကောင်းတကယ်ကောင်းတယ်လို့ပြောတကယ်ယုံကြည်စွာပြောတာကအလားလာသိကောင်းပါတယ်ဒီအစိုးရကငါပြောတာကတော့ဟိုတမတော်ကိုမျက်နှာသိနေဖို့သိဖို့ကြိုးစားနေတာပါလို့အဲ့လိုပြောရတယ်ဟောဆိုမျက်စိကဘယ်လိုဖြစ်နေဟုတ်မင်းတို့အဲ့လိုမျိုးငါပြောမယ်ငါ့ကိုတန်းစရှိတယ်ဘာညာပြောချင်တယ်ပြောငါ DSC မှာနေလာတာငါတန်းစရှိတယ်အမှန်ပြောတာတမတော်ဟုတ်လားဗမာတမတော်ကမင်းနေတာမှဟုတ်ခွင့်နေပဲဘိုးကျောင်းအောင်ဆန်းတယ်ကွာရဲဘော်သုံးကြီးတူသူတို့တိဆောက်ခဲ့တဲ့ဥစ္စာတော်လိုင်းရေးလုပ်ခဲ့တယ်ဂျပန်ဖက်စစ်တော်လိုင်းရေးလုပ်ခဲ့တယ်နေတာမှမဟုတ်ပဲနဲ့နေတဲ့အသက်တွေကစွန့်တည်ခဲ့ရတယ်ဆိုတာဟောလွတ်လပ်မှအမျှဝေပါဆိုတဲ့ခြေစွငါကိုရတိဆိုလိုက်တဲ့ရင်နဲ့နင့်တယ်မလွတ်လပ်ရင်ကွယ်ယဟန်တန်ကပြေလို့အမျှမဝေနဲ့ကွယ်ဗမာပြည်လွတ်လပ်မှအမျှပေးပါတာလူခေါ်လိုက်မယ်အစိမ့်ဖြစ်ရင်ကွယ်အစိမ့်ဘွားနဲ့တိုက်မယ်တရေဖြစ်ရင်ကွယ်တရေဘွားနဲ့တိုက်မယ်လူပြန်ဖြစ်ရင်အနောက်နေ့20ရိုက်ဖယ်ထန်းကမောင်းတိုက်ပါဦးမယ်လွတ်လပ်မှအမျှဝေပါချစ်သူမှာခဲ့တဲ့တစ်ချိန်ရင်နဲ့ခုဆိုခုနင်းနေဦးမယ်ရှိတယ်အဲ့လောက်တထောင်နေတာနော်တိုက်ပြရလဲချစ်တယ်တွေးနေသာရဲ့ချွေးနေသာရဲ့စစ်တိုက်တဲ့ဒီရဝဲအသက်ဆုံးညာလေးတော့တယ်တနာလောက်ဆရာငယ်စားတော်ရဝဲအစီလေခံရှာတဲ့ဇွဲတတိကုန်းနဲ့ရဲ့ဗမာတမတော်ကြီးဟူသာဝင်နေစွန်စားတဲ့သူတွေရဲ့ကျေးဇူးကိုမျှော်တွေးလို့ဗမာသွေးကိုနှမပေးခြင်းမှာတဲ့ရန်သူတွေကိုရန်သူတွေကိုအသေးနဲ့နဲ့ဟောရန်သူတွေကိုအသေးနဲ့နဲ့စေနာရှိလုံးလို့ပါကွယ်ပုံပြီးပြောဖို့ရဲ့ဟဲ့ဒိုကြီးတော်ကြီးကိုဘာငါပေးမယ်အဲ့လောက်ဒီထောင်ခဲ့ရတဲ့တမတော်ဟုတ်လားတားလို့မရှိပဲနေလားငါအဲ့မှာစစ်တပ်မှာလည်းခုနကပြောစစ်တပ်ကတော့ငါလည်းလုပ်ခဲ့ရသေးတယ်အဲ့ဒီတချင်းတွေကိုလည်းငါငယ်ငယ်တည်းစိတ်ထဲအသေးလေးဦးတွေကချွားပြီးတော့ခါကြောက်အဲ့ဒီတမတော်နဲ့ပြည်သူနဲ့အဲ့လိုပေါ့ရန်သူလိုဖြစ်နေရငါရင်ထဲမှာနာလို့မစိုးဘူးအဲ့ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့လူတွေလည်းပဲခုရက်တိတောက်ပြင်ကပ်ပါတယ်တို့ဟုတ်လားဟာတော့ခေါင်းကပြန်ပြောအောင်မယ်ဒီကလေးနှစ်ယောက်လူကြတယ်သူသာလဲဘဟုနောက်သူကလည်းသူသာလဲဘဟုနောက်ကကြီးတစ်ခုမှသူကအရေးကြီးဆုံးဒီဘက်ကလည်းအရေးနောက်ကြတော့မှသူတို့ချင်းတွဲပြီးကစားကြတဲ့ဥစ္စာဒါဒီမိုကရေစီမဟုတ်လို့ပါတော့ငါအပြင်သူလည်းရှိတယ်ဆိုတာသိတယ်အဲ့ဒီဥစ္စာကိုချင်းစာတရားပဲဟုတ်လားတစ်ဖက်သားရဲ့ပုံနားလည်နိုင်တဲ့ကိစ္စအဲ့ကိုချင်းစာတရားဟာဘယ်တိရစ္ဆာန်မှမရှိဘူးဥပမာရှားတကောင်ကတမင်မကြီးတကောင်ကိုတွေ့လို့ရှင်ကြိုက်တာစားမှာပါသူစားစရာဘူးစားပြီးသူစားပလိုက်တော့အဲ့သူတမင်မကြီးရဲ့သားသမီးတွေမှာမိတဆိုးဖြစ်တဲ့တွေပါသူနဲ့မဆိုင်ဘူးစားပြီးသွားတာထားရခဲ့တော့ကျန်တဲ့အသားတွေသူမှမကုန်မင်းနဲ့လာသားဆိုရဲခွေးစားကြီးထူသူလှည့်မကြည့်တော့သွားပြီသူပဲဝါပါအဲ့လူတစ်မျိုးပဲသူခက်တာကိုစားလို့ဝါရတဲ့လေသူများစားတာမကြိုက်ဘူးဗျဟုတ်လားအဲ့ဒါဘယ်တိရစ္ဆာန်နဲ့မဆိုလူကတာတဲ့ဥစ္စာအဲ့ဒီ